ခေါင်းကိုအလွန်မင်းရိုက်နှက်ခံလိုက်ရလို့ခေါင်းတွေမူးဝေနေပေမဲ့လည်းပြန်မဆုတ်သွားပဲရဲရဲဝံ့ဝံ့ရက်တည်ခဲ့တဲ့ပြားဖွက်ကောင်လို့ခေါ်တဲ့ဟန်နီဘက်ဂျာဟာစာဘာနာမြက်ခင်းပြင်မှာဘသူနဲ့မှပြဿနာမဖြစ်ချင်ကြတဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီပြားဖွက်ကောင်နဲ့ကြားတစ်မဲတို့ရဲ့ရံပွဲကတော့လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကလေးကစတင်ခဲ့တာဖြစ်ပါတယ်။ကြားတစ်မဲတစ်ကောင်ဟာတစ်ပင်ပေါ်မှာချောင်းမြောင်းနေတော့အရှိအာဖရိကတစ်တော်တွေမှာအတွေ့ရများတဲ့အမဲနဲ့အဖြူရောင်ကိုလိုဘက်ခေါ်ပင်စီပေါ်ခုန်ကူးတက်တဲ့ဝင်ပါပလိမြအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့ကိုယ်ပေါ်မှာအမဲရောင်ဖြစ်ပြီးနှစ်ဖက်စလုံးမှာပခုံးကနေနောက်ကျောအထိခြုံဆောင်လေးလိုကျနေတဲ့ရှည်လျားဖြူစင်တဲ့အမွှေးတွေရှိပါတယ်။မြောက်တွေကအန်ရယ်ကိုလုံးဝမသိပဲအသီးတွေစားနေချိန်မှာကြားတစ်မဲကတိရွက်တွေကြားထဲကနေရုတ်တရက်ခုန်ချလိုက်ပြီးတိုက်ခိုက်ပါတော့တဲ့မြောက်အုပ်ကြီးလည်းလမ်းဖြန့်ပြီးတစ်ပင်ထိပ်တွေပေါ်မှာအတန်တွေနဲ့ပြေးလွှားကြပါတယ်။ကြားတစ်မဲဟာကျွမ်းကျင်တဲ့တောင်တက်သမားဖြစ်ပေမဲ့အကိုင်းခက်တွေကြားမှာလိုက်လံဖမ်းဆီးနေတော့ကိုင်းပပလေးကျူးကျသွားလို့မြေကြီးပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ကြားတစ်မဲကခေါင်းကိုခါရံပြီးထက်လာချိန်မှာမြောက်တွေကထွက်ပြေးသွားနေပါပြီးအမဲလိုက်လို့မအောင်မြင်တဲ့အတွက်တစ်ပင်ရင်းမှာခေါင်းလိုက်ဆိုင်နဲ့ထိုင်နေတော့ခြုံပုံနောက်ကနေငွေရောင်တန်းတဲ့ဟန်နီဘက်ဂျာကထွက်လာပါတယ်။ပြားဖွက်ကောင်ကတစ်ပင်ပေါ်ကကြားတစ်မဲကိုမထီလေးစားနဲ့တစ်ချက်ကြည့်လိုက်ပါတယ်မြောက်တကောင်တောင်မဖမ်းနိုင်တဲ့ကြားတစ်ကြီးကိုကဲ့ရဲ့နေတယ်လို့ပါပဲစိတ်တူနေတဲ့ကြားတစ်မဲလည်းဒီလိုမျိုးအထင်သေးခံရတာကိုမခံနိုင်တော့ပဲတစ်ပင်ပေါ်ကနေတိတ်တဆိတ်ဆင်းလာပြီးလက်သေးတွေနဲ့အားရပါးရထိုးချရိုက်နေပါတော့တယ်ရိုက်ချက်တွေကြောင့်ပြဖွက်ကောင်ရဲ့မျက်နှာတစ်ဖက်ကိုလှည့်ထွက်သွားပြီးဥကောင်းတစ်ခုလုံးလည်းဇက်ခနဲဖြစ်သွားပါတယ်ဒီလိုမျိုးအဆက်ခွဲခံရတာကိုဘယ်တော့မှမခံဘူးတဲ့ဟန်နီဘက်ဂျာကလည်းဒေါသတကြီးနဲ့ဟိန်းဟောက်ပြီးကြားတစ်ရဲ့ခြေထောက်တွေကိုတန်းပြီးဝင်တိုက်ပါတော့တယ်လမ်းမှာအချက်များစွာရိုက်နှက်ခံရပေမဲ့ထူထဲတဲ့အမွှေးတွေကြောင့်ဒဏ်ရာပြင်းပြင်းထန်ထန်မဖြစ်ပဲနောက်မဆုတ်ဖဲနဲ့ကြားတစ်ရဲ့နှာခေါင်းကိုကိုက်ခဲလိုက်ပါတယ်သားကောင်လိုက်တဲ့သားရဲတွေကမျက်နှာနဲ့နှာခေါင်းမှာဒဏ်ရာရတာကိုအလွန်မုန်းကြတာကြောင့်ကြားတစ်မဲလဲနာကျင်ပြီးနောက်ဆုတ်သွားခဲ့ပါတယ်ဟန်နီဘက်ဂျာကအသာစီးရပြီဆိုတာသိတာနဲ့ဆက်မနေတော့ပဲသူ့ရဲ့တူတောင်းတဲ့ခြေထောက်တွေနဲ့တော်ထဲကိုအမြန်ပြေးဝင်သွားပါတော့တယ်ကြားတစ်မဲလည်းနာကျင်နေတဲ့နှာခေါင်းကိုကိုင်ရင်းခဏလောက်ပဲလိုက်နိုင်တော့ပြီးရက်လိုက်ရပါတယ်ဟန်နီဘက်ဂျာကတော့သူ့ရဲ့တော်တွင်ခီးစဉ်ကိုပုံမှန်အတိုင်းဆက်လက်ရှောက်အမ်းသွားခဲ့ပါတယ်